ရှုံးပေမဲ့လည်းချီးကျူးခံနေရသူအားလုံးပဲမင်္ဂလာပါခင်ဗျာဘာမီ Sport TV ကနေတင်ဆက်ပေးနေပါတယ်။စွာရည်ချမ်းကတော့တကယ်ကိုကောင်းလုံးတဲ့စွမ်းဆောင်ရည်တွေနဲ့စံကာတစ်ကိုရင်ဆိုင်ပြသွားခဲ့ပါတယ်။ကပောင်စင်ပွဲပေးထိုးလဲ AC ပဲဆိုတဲ့ပုံစံမျိုးတွေကိုပါစွာရည်ချမ်းတယောက်ပြသထားနိုင်ခဲ့တာပါ။ဒီတော့လက်ရှိမှာမြန်မာဖိုက်တာတွေကလည်းစွာရည်ချမ်းကိုအတော်လေးချီးကျူးနေကြပါတယ်။ရှုံးတာကိုမွေပန်တဲ့အစားပို့ပြီးတော့ချီးကျူးလာကြတာကြီးကပွဲထဲမှာစွာရည်ချမ်းနေနဲ့ပွဲကိုတော်တော်လေးကိုမှကောင်းခဲ့လို့ပါပဲ။ထိချက်တွေကိုလည်းမဖြုံဗက်လိုက်တာတွေကိုလည်းအာယုံဆိုင်မနေပဲစံကာတစ်ကိုပြန်ပြီးတော့လဲကျအောင်လုပ်ပြသွားနိုင်ပုံတွေကတကယ်ကို PT ဖြစ်စေခဲ့ပါတယ်။နောက်ပြီးဒီပွဲမှာချက်တွေကအတူအချက်တော်ကြီး Rotten ရဲ့ရောက်ဖားဖြစ်တဲ့စံကာတစ်ကိုပဲအနိုင်ပေးမယ်ဆိုတာအားလုံးလည်းသိပြီးသားပါဒါပေမဲ့ရလို့ရညာနိုင်လောက်မလားဆိုတဲ့စိတ်နဲ့ပဲရွေချမ်းကလည်းသွားပြန်ခဲ့တာပါတကယ်လည်းနိုင်လောက်တဲ့အနေအထားတွေကိုရောက်ခဲ့ပါတယ်ဒါပေမဲ့မတရားဗက်လိုက်မှုတွေကပဲဒီပွဲရဲ့ရလဒ်ကိုအဆုံးဖြတ်ပေးသွားခဲ့တာပါတစ်ဖက်ကဘောင်စင်ချန်ပီယံကြီးစံကာတစ်ကလည်းတော်တော်လေးကိုကောင်းပါတယ်အဲ့လိုကောင်းမျိုးကိုတော့မှစူပါရီချမ်းကတတရာပဲနှွှဲသွားခဲ့တာပါတော်တော်ကိုကောင်းပါတယ်နောက်ပြီးအမှတ်အထိဆွဲခေါ်သွားနိုင်တာကြီးကလည်းအသေးနဲ့ဆွဲတော်တော်လေးကိုကောင်းလုံးဆိုတာပြသနေပါတယ်မာကွန်ကလည်းမြင်ပြီးတော့ Nice နှစ်ပိုင်းမှာဆိုရင်လည်းတခြား fighter တွေထက်အနေငယ်အားသာမှုရှိနေတာကြောင့်စူပါရီချမ်းအနေနဲ့ဘာမှကိုလုံနေစရာမလိုတော့ပါဘူးစူးစမ်းနေဖို့ပဲလိုအပ်ပါတယ်ဒါကြောင့်နောက်ပွဲတွေမှာအလဲထိုးနိုင်ပွဲတွေရှိလာဖို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်